10 second hold လေနော်တချောင်းလေးတွေကားထောက်ကုတ်ထောက်ရှူရာလေးကအောက်တဆုံးချမယ်ပေါ်တဆုံးတွန်းမယ်စန်တာအလဲလေးမှလေးနေမယ်နော်ဒူးလေးကိုချက်အောက်ပို့မယ်ခြေပြားလေးထောက်ပြီးတော့ဒူးလေးသတင်းစာစာရဲ့တရွက်လေးနော်မျက်လုံးလေးကမတို့ triangle တရိကန်ထိပ်လောက်ကိုကြည့်ထားပြီနော် okay go ဟုတ်ပြီ1 2 3 4 5 6ငိမ်လေးပဲမတို့7 8 9 down okay relax သူ့ကို beast hold လို့ခေါ်တယ်နော်မတို့လက်ကောက်ဝက်လေးတွေပြန်လျှော့အခု၄ဘက်၄လံထောက်ရနေပြီးတော့မလုပ်မလဲဆိုရင်မတို့လက်ကလေးတစ်ဖက်ချင်းစီမြောက်ကြည့်မယ်နော်ပြီးရင်ခြေထောက်လေးတစ်ဖက်ချင်းစီလေးမတို့မြောက်ကြည့်အောင်နော်မတို့တစ်ချက်ရင်ကြည့်ပေးအရင်ဆုံး beast hold okay ၄ဘက်၄လံနေမတို့၃မြောက်တစ်ဖက်လေးလွတ်တယ်1 2 3 4 5ပြန်ချမတို့နောက်တစ်ဖက်လေး1 2 3 4 5ပြန်ချခြေထောက်လေးလည်းအဲ့လိုပဲခြေပြားလေးစိုက်ပြီးတော့เนาะပြန်ချပြီးနောက်တစ်ဖက်လေးပြန်ချပြီเนาะဟုတ်ပြီကိုယ့်ရဲ့ balance လေးသွားရအောင် good okay ဒူးကတမျိုးလေးကျက်မြန်နေသတင်းစာစာရတရွက်ဆိုရပြီပြီးရင်လက်ကလေးလွတ်ကြည့်1 2 3 4 5ပြန်ချနောက်လက်လေး okay 1 2 3 4 5ပြန်ချခြေထောက်ကလည်းမမတို့ဖဲ့တယ်ဆိုရုံလေးခြေပြားလေး1 2 3 4 5ပြန်ချနောက်တစ်ဖက်လေး1 2 3 4 5ပြန်ချ okay ဟုတ်ပြီနော်မတို့နော်ကတင်လိုတိုင်လိုမျိုးပေါ့နော်လေးချောင်းထောက်ထားရနေပြီးတော့မတို့တစ်ချောင်းလွတ်ပြီးတော့ကျန်တဲ့၃ချောင်းရဲ့ balance ကိုထိန်းတာပေါ့နော်အဲ့ဒါကဘာလို့ထိန်းလဲဆိုရင်မတို့အခုနောက် step အနေနဲ့ beast hold ပြီးရင် beast crawl သွားမယ်ပေါ့နော်လမ်းလျှောက်မယ်ပေါ့နော်တားရဲတွေလမ်းလျှောက်တယ်လို့လျှောက်မှာလျှောက်တဲ့အခါမတို့လူတွေလမ်းလျှောက်တဲ့အခါမှာဘယ်ညာလွဲတယ်လို့ပဲနော်လမ်းလျှောက်ရင်မတို့ဘယ်ချင်ညာလက်လေနော်ကွမ်ကိုမသိခင်မှာဟိုဒီ movement ကနော် normal ဖြစ်နေတာပေါ့နော်အဲ့လိုပဲကိုတွေဘယ်ညာမသွားတယ်လို့ပဲပေါ့နော်ဒီဘက်လေးမြောင်လေးကလည်းမတို့ဘယ်ချင်ညာလက်သွားမယ်နော် set b ဆိုတာနဲ့ B's position လေးသွားမယ်ဟုတ်ပြီရှေ့သွားမှာမို့လို့လက်ကလေးရင်ရွှေ့တယ်ညာဘက်ရွှေ့တဲ့အခါမှာမတို့ဘယ်ခြေထောက်လိုက်တယ်နော် okay ဘယ်ဘက်ရွှေ့တဲ့အခါမှာညာခြေထောက်လိုက်တယ်ဟုတ်ပြီနော်လိုက်တဲ့အခါမှာမတို့ B's crawl သွားတဲ့အခါမှာ step 3ခုရှိတယ် strike land တာရယ် land ချတာရယ် set မူလအနေထားလေးတွေကိုပြန်ပြီးတော့သွားရတယ်နောက်ပြန်ဆိုလဲအဲ့လိုပဲနောက်ကိုသွားမှာမို့လို့မတို့ခြေထောက်ရင်သွားညာဆိုရင်ဘယ်လိုက်ဘယ်ဆိုညာလိုက် okay ဒီနော်အဲ့လိုကိုမတို့ပြန်လျှော့ဟုတ်ပြီဒါလေးကိုနောက်ထပ်2ကြိမ်လေးသွားကြည့်အောင်နော်မတို့ရှေ့နောက်လေး okay 8ရဲ့အဓိပ္ပာယ်ကမတို့ APE 8လူဝန်ပေါ့နော်လူဝန်လေးလို့မတို့တစ်ချက်လေးထိုင်လိုက်မယ်ထိုင်တဲ့အခါမှာမတို့ယောဂ pose ရဲ့ဘာနဲ့တူလဲဆိုမာလာစနာနဲ့တူတယ်နော်မာလာစနာနဲ့နော်ပြီးရင်တတောင်လေးတစ်ဖက်တစ်ချက်ကဒူးလေးတစ်ဖက်တစ်ချက်ကိုတွန်းဖွင့်ထားတယ်ပြင်ဘက်လေးတွေဖွင့်ထားပြီဟုတ်ပြီနော်မိညောင်ရွာနေဟိုငယ်တဲ့ကလေးထိတစုံလေးပြီးရင် deep 8ဆိုရင်မတို့ခြေပြားလေးထောက်လိုက်တယ် okay ပြန်ချတယ်ဟုတ်ပြီနော် deep 8ခြေထောက်လေးခြေပြားလေးမြောက်လိုက်တယ်ပြန်ချတယ် okay final round နောက်ဆုံးတစ်ကြိမ်လေး deep 8 okay ပြန်ချဟုတ်ပြီသူ့ကို8 position မှာကြတော့မမတို့ဘယ်လိုသွားလဲဆိုတော့ lateral 8ဘေးတိုက်သွားတာရှိတယ်မမတို့ရှေ့နောက်သွားတာရှိတယ်ပေါ့နော်အဲ့တော့မမတို့ဘေးတိုက်သွားတဲ့အခါမှာသူ့ရဲ့ position က cross body contact cross body contact ဖြစ်တဲ့အတွက်ကြောင့်မို့မမတို့ကညာဘက်ခြေထောက်ဆိုဘယ်လက်နဲ့ပေးစားရမယ်ဘယ်ဘက်လက်ဆိုလို့ရှိရင်ညာဘက်ခြေထောက်နဲ့နော်ဘယ်ညာအဲ့လိုမျိုးပေါ့နော်ညာဘယ်အဲ့လိုမျိုးမဟုတ်ဘဲနဲ့အဲ့တော့နော်မမတို့ဒီမှာတစ်ချက်လေးအခုဒီဟာကညာဘက်ခြေထောက်လေးရဲ့45သူ့ရဲ့ခြေဦးလေးနဲ့တန်းလေးဆွဲလိုက်ဒီမှာမြင်းလေးတစ်ကြောင်းရှိလိမ့်မယ်နော်အဲ့မြင်းလေးရဲ့တထွာလောက်กว่าဝေးမှာညာဘက်ခြေထောက်ဆိုဘယ်ဘက်လက်နဲ့ပြီးစားရမှာမို့လို့
အဲ့ဒီထွက်တဲ့45ဒီဂရီအဆောင်လေးမှာပဲလက်လေးကိုချရမယ်ပြီးရင်မမတို့ပခုံးကျဲလေးနော်ပြီးရင်ဒီဒူးလေးကဒီလက်နှစ်ခုရဲ့စင်တာအလယ်မှာရှိရမယ်ဒီဘက်မှာမကြံခဲ့ရအောင်နော်သွားမမတို့ hip open လုပ်ရတာဖြစ်တဲ့အတွက်ကြောင့်မို့เนาะရသလောက်သာဖွင့်ထားပြီးလက်တွေကားထောက်ကုတ်ထောက် first step အနေနဲ့ lean forward body weight လေးကိုလက်ပေါ်ပြောင်းတယ် scapula protract scapula လေးကိုတွန်းထုတ်ပြီးတော့မမတို့ရွှေ့တယ် cross body contact ဖြစ်တဲ့အတွက်ကြောင့်မို့ဒီဘက်ကညာဘက်လက်ဆိုရင်မမတို့ဘယ်ခြေထောက်သွားရမယ်เนาะညာလက်နေရာမှာဘယ်ခြေထောက်ပြီးမှနောက်ခြေထောက်လေးကိုတတလေးချပြီး okay ပြီးရင် A position လေးဟုတ်ပြီနော်ဟိုဘက်ဆိုရင်လည်းမမတို့အဲ့လိုပဲ deep A cross body contact 1 2လက်ကလေးကလည်းနော်တစ်ချောင်းချင်းစီချတယ်ပြီးရင် lean forward scapula protract 1 2ဇုံမချဘူးမမတို့လက်ကိုလည်းဇုံမချဘူးခြေထောက်ကိုလည်းဇုံမချဘူးဟုတ်ပြီနော်ဒါလေးကိုမမတို့ဘယ်ညာငါးကြော့စီလောက်သွားရအောင်နော်စားရအောင် deep A cross body contact 1 2 lean forward scapula protract jump 1 2ဟုတ်ပြီနော်မြမတို့ဟိုဘက်သွားမယ် deep 8 okay 1 2 lean forward scapula protract 1 2 okay နော်အဲ့မှာမမတို့နောက်ထပ် level ဆိုလို့ရှိရင်ပါသွားလို့ရလဲဆိုတင်မားလေးကိုပို့ပြီးတော့မြှောက်ကြည့်အောင်နော်မတို့ဒီယောဂမှာ tag handstand သွားတာနဲ့တူလိမ့်မယ်နော် deep A 1 2 lean forward scapula protract ပြင်မတို့ jump ဒီမလေးကိုရသလောက်ကိုပခုံးတွန်းနိုင်ပြီဆိုရင်မတို့ရသလောက်လေးဆက်သွားလို့ရတယ်နော်2 1 2ဟုတ်ပြီနော်အဲ့ဒါလေးကိုမတို့သွားကြည့်အောင်ဟိုဘက်နှစ်ခေါက်ဒီဘက်နှစ်ခေါက်လောက်လေးနော် okay ဒီခေါက်ကြတော့မတို့ forward 8เนาะအခုဒီ 8 position ကိုပဲမတို့ရှေ့ကိုသွားမှာเนาะ8 position ပဲ8 position ကိုမတို့လက်ကလေးပါလုံးလဲဆိုရှေ့ကိုလှမ်းထောက်မယ်ခုံတာပေါ့เนาะမတို့ဒီကလည်းယောဂမှာကျင့်နေ tag handstand နဲ့တူတယ်เนาะမတို့ဒီကနေကောင်းနေ1 2 3ပြန်ချပေးပြီเนาะဒီကလေးမတို့1 2 3ပြန်ချပေးနော် forward 8လေး okay ဒါလေးကိုသွားကြည့်ရအောင်မတို့ဒီခါကျ backward 8နော် body weight ချိန်တာတော့ဘယ်ပေါ်ပဲချိန်ပါလဲဆိုရင်လက်ပေါ်ပဲချိန်ပါဒါပေမဲ့မမတို့ကဆွလာတော့လက်ဘေးကိုပြန်မချတော့ဘူးနောက်ကိုချမယ်နော်တစ်ချက်လေး အဲ့ရနေ1 2 3နောက်ဖက်ကိုလေးတွန်းပေးမှာနော်အဲ့ရသွားတယ်1 2 3နောက်ဖက်ကိုလေးတွန်းပေးမှာနော်1 2 3နောက်ဖက်ကိုလေးတွန်းပေးမှာနော် backward 8သွားကြည့်နော်မမတို့ body weight ကတော့ဆလာတော့လိုပဲနောက်ဖက်ကိုပဲနော် cycle through ကဘယ်လိုပုံစံလဲဆိုရင်ဘေးတိုက်လေးပြပေးမယ်ပြီးရင်မမဒီဘက်လှည့်ပြီးတော့ပြပေးမယ်ပေါ့နော်သူက beast position ကပဲသွားလိမ့်မယ်နော် set beast okay အဲ့မှာမမတို့ left leg cycle through ဆိုရင်ဘာကိုသွားမလဲဆိုရင်ကန်ကျနာဘယ်ဘက်မလို့ဘယ်ဘက်ခြေထောက်လေးမြောက်တယ်ပြီးရင်ဒီကောင်လေးကို hip down chest up ပြီးနော် shoulder down okay ပြန်ချတယ်နော်ပြီးရင် right left funky through ဆိုရင်ညာဘက်လေးမြောက်တယ်အဲ့ဒီဟာလေးကိုပဲ window လေး hip down နော်ပေါ်တွန်းထားတယ်နော်ဒါလေးပုံမှာဘေးတိုက်လေးပြပေးမယ်ဟုတ်ပြီ set beast နော် left leg cycle through ဆိုရင်ဘယ်ဘက်မြောက်တယ်ဒီက push တကယ်ခြေဦးလေးအောင်မတို့လှည့်လိုက်တယ်နော်လှည့်ပြီးတော့ hip down chest up okay ဟုတ်ပြီပြီးရင်မတို့ right leg cycle through ကောင်းလေး hip down okay ဒါလေးပြန်ချဟုတ်တယ်ဒီမှာကိုယ့်ရဲ့ခန္ဓာကိုယ်ကမတို့เนาะရင်းရိုင်မနေရဘူး stable ဘယ်လောက်ဖြစ်လဲဆိုတာလေးကိုเนาะ stable เนาะတွန်းပခုံးတွေတွန်းထားမှ1 mic တွေညှစ်ထားမှမတို့ကခန္ဓာကိုယ်ကလည်းငြိမ်နေမှာပေါ့เนาะအပီဒါလေးကိုချောချောရှူရှူဖြစ်သွားပြီဆိုရင်ခြေထောက်ကန်တဲ့အဆင့်လေးထဲအောင်เนาะ
tomorrow set bees left cycle through so ဘယ်ဘက်လေးမြောက်ဘယ်ဘက်လေးစမ်းထုတ်တယ်အဲ့မှာမမတို့ဒီခြေထောက်လေးက45ပြင်ဘက်လေးလဲတယ်ကန်တဲ့ခြေထောက်ကခြေထောက်နဲ့လက်ရဲ့စင်တာတက်တဲ့ကိုကန်မယ်လက်ဖက်လည်းမရောက်ဘူးခြေထောက်ဘက်လည်းမရောက်စင်တာတက်တယ်နော်ပြီးရင်ရင်ဘက်လေးဖွင့်မယ်လက်ဖမိုးကိုမမတို့ပါနဲ့နော်ရင်ဘက်ဆွဲဖွင့်တာပေါ့နော်ခြေထောက်ကိုရှေ့ကိုကန်ပြီးတော့ရင်ဘက်ကိုနောက်ကိုဆွဲဖွင့်ထားတယ်နော်ပြီးရင်မူလအနေထား right leg cycle through ဆိုရင်ပြန်လာမတို့that shoe ရှူထုတ်လိုက်တဲ့အခါမှာကန်ပေးမယ်နော် left leg cycle through ပြန်လာဟုတ်ပြီနော် right leg cycle through ပြန်လာ okay ပြီနော်ဒါလေးကိုမတို့တစ်ဖက်ကို3ချိန်စီလောက်လေးဟုတ်တယ်ဒီမှာဒီခါကျတော့အဲ့ cycle through ကိုမတို့ jumping cycle through နော် jumping cycle through နဲ့ yo-yo cycle through နဲ့မတို့ပါကွာမလဲဆိုရင်အခု yo-yo cycle through ကမတို့ကန်လိုက်တယ်ခြေထောက်လေးပြန်ချတယ်နောက်တစ်ဖက်ကန်တယ်ခြေထောက်လေးပြန်ချတယ်နော် jumping ကကျတော့မတို့ကန်ပြီးတော့ပြန်လာတာနဲ့ခြေထောက်လေးတစ်ဖက်ချပြီးတော့နောက်တစ်ဖက်ကိုတစ်ဖက်ချတစ်ဖက်အမနော်မတို့ဆိုလာတော့ကနော် bees မှာခြေထောက်လွတ်တာတော့ဒီလိုလေးလွတ်ထားတာလीနော်ဒီမှာဟိုးခိုင်းနေ1 2 3 4 5ပြန်ချရဲဟိုးခိုင်းနေ1 2 3 4 5အဲ့ step လေးကိုထည့်သွားမှာနော်မတစ်ချက်ပြမယ် okay set bees left leg cycle through ဆိုလို့ရှိရင်မတို့ဘယ်မြောက်ပြီးတော့မတို့ဘယ်ကန်နေကန်ပြီးရင်ဒီမှာပြန်လာတယ်ဘယ်ခြေထောက်ချညာခြေထောက်အမအပြင်နော်ခြေထောက်နှစ်ခုလုံးကတပြိုင်တည်းမထိတော့ဘူးကန်ထုတ်နော်ရန်ကောင်းပါတယ်အဲဆိုမမတို့နောက်ဆုံး step levitating cycle through ဆိုလာတော့ကမမတို့ lateral အိတ်မှာတင်မာလေးထောင်တယ်လို့ပဲဒီမှာလည်းတင်မာလေးထောင်ပေးမယ်နော်မမဘေးတိုက်ပြမယ်ပြီးရင်ဒီလိုဘေးတိုက်လည်းပြန်ပြမယ်နော် okay ဒါဆိုရင် set bees နော် levitating cycle through ဆိုရင် left leg cycle through ပြီးရင်ဒီလက်ချာတင်မာလေးမှာဒီမှာခြေထောက်လေးကိုချိန်လိုက်မယ်နော်မလဲခြေထောက်လေးကိုမတို့ချိန်လိုက်မယ်နော်ခြေထောက်ကိုလေပေါ်မှာချိန်လိုက်တာနော်လေပေါ်မှာလေး okay set bees